အဖေဖြစ်သူကငါးကိုတတ်ဖို့လုပ်နေချိန်မှာငါကမျက်ရည်ကျနေတာကိုကောင်လေးကတွေ့သွားတယ်စိတ်ထားကောင်းတဲ့ကောင်လေးကအဖေမရှိတော့ငါကိုရေကန်ထဲပြန်လွှတ်ပေးလိုက်တယ်ငါကလည်းကျေးဇူးဆက်တဲ့အနေနဲ့တန်ချေးတက်နေတဲ့ဓာမကြီးတစ်လက်ကိုပေးသွားတယ်ကောင်လေးကဓာကိုကင်လိုက်တာနဲ့တန်ချေးတွေကွာကျပြီးရွှေရောင်လင်းလက်သွားကနဖူးထဲကိုဝင်သွားတယ်အဲ့ဒီအချိန်ကစပြီးကောင်လေးကဟင်းချက်နဲ့ဖျားတစ်ပါးဖြစ်လာခဲ့တော့တယ်အချိန်တွေကြာလာတော့ကောင်လေးကကျင်ငါးပွဲအဆင့်ရှိတဲ့စားတောက်ဆိုင်ကြီးမှာစဖို့မှုဖြစ်နေပြီဒါပေမဲ့သူကတခြားဟင်းတွေမချက်ပဲမိသားစုအမွေဖြစ်တဲ့ဟူလာထန်ဟင်းရည်တစ်မျိုးတည်းကိုပဲချက်တယ်သူ့ဟင်းရည်ကအရန်နာမည်ကြီးပြီးစားသုံးသူတွေအများကြီးလာစားကြလို့ဆိုင်လဲဝင်ငွေတွေအများကြီးတိုးလာတယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်တထေးမကတော့သူ့ဟင်းရည်ကအဆင့်မမီဘူးဆိုပြီးအထင်သေးနေတယ်ဒီလအတွက်မင်းလာစာက2000ခွဲရမှာကိုစားစရိတ်နေစရိတ်နှုတ်ပြီး2000ပဲရမယ်အစားကစားစရိတ်နေစရိတ်မနှုတ်ဘူးလို့ပြောထားတာလေးဘာလို့လဲပတ်စံပေးတာကိုပဲကျေးဇူးတင်စမ်းပါမင်းလိုဟင်းရည်ပြုတ်တဲ့ကောင်က2000ရတာကိုပဲကျင်းနေနေလိုက်တော်ကြစမ်းပါကွာမင်းမိဘတွေမရှိတော့လို့တနာပြီးအလုတ်ခံထားတာကိုစကားမများစမ်းနဲ့ကျွန်တော်ဟင်းရည်ကြောင့်ဆိုင်ကိုလူတွေလာစားကြတာလေအဲ့ဒါကိုခင်ဗျားတို့ကဟင်းရည်စုပ်စုပြီးပြောရက်တယ်ငါတို့ဆိုင်ကကျဲငါးပွင့်အဆင့်ကွာလမ်းဘေးဆိုင်မဟုတ်ဘူးမှတ်ထားအဲ့ဒီအချိန်မှာဆေးရုံကဖုံးဝင်လာတယ်ညီမလေးယောဂအခြေအနေဆိုးလာလို့ဆေးဖို့2000ခွဲအမြန်လိုနေပြီတထေးကျွန်တော်ညီမလေးဆေးဖို့လိုနေလို့ဒီတစ်ခါလာစာမဖြစ်ပါနဲ့ကျွန်တော်အလုပ်တွေပိုစူးစမ်းလုပ်ပေးပါမယ်မင်းညီမနေမကောင်းတာငါတို့နဲ့ဘာဆိုင်လို့လဲကောင်းပြီလေအဲ့ဒါဆိုလဲဒီအလုပ်ကိုဆက်မလုပ်တော့ဘူးကျွန်တော်ဝင်တော့ကပေးထားတဲ့စပုံငွေ1000ကိုပြန်ပေးကိုတဘောနဲ့ကိုထွက်တာမို့လို့စပုံငွေကိုအကုန်သိမ်းလိုက်ပြီးဈေးဝယ်ဆောင်ရှောက်ရေးကိုတိုင်ကျင်လဲသွားတိုင်လိုက်ရတယ်ဒီအကျွေးကိုကျွန်တော်မှတ်ထားမယ်ခင်ဗျားတို့နောက်မရစေနဲ့မင်းလိုဟင်းရည်ပြုတ်တဲ့ကောင်ကဘာတွေများလုံနိုင်မှာမို့လို့လဲသွားစမ်းပါအိမ်ပြန်ရောက်တော့ညီမလေးကသူ့ကြောင့်အကိုအလုပ်ပြုတ်သွားပြီဆိုပြီးငိုနေတယ်မိုက်မဲလိုက်တဲ့ကောင်မလေးရဲ့မင်းကအကိုရဲ့တူးလေးတော်ဆွေမျိုးလေးမင်းကိုဂယုမဆိုင်ရင်ဘသူ့ကိုဂယုဆိုင်ရမှာလဲယောဂပြောက်အောင်ကုပေးမယ်အကိုဂတိပေးတယ်နောက်ဆိုရင်ပြတင်းပေါက်ကြီးကြီးနဲ့အိမ်ကြီးကြီးမှာထားပေးမယ်သူကတစ်တာတဲကဘိုးဘွားပိုင်တဲ့အိုးကြီးကိုထုတ်လိုက်တယ်အဖိုးကျွန်တော်ကိုခွင့်လွတ်ပါညီမလေးကိုစေးကုပေးနိုင်ဖို့ကျွန်တော်တို့လင်းမိသားစုရဲ့ဟူလာထန်ဟင်းရည်ကိုနာမည်ကြီးအောင်လုပ်ပြမယ်ကျွန်တော်တို့ကိုအထင်သေးတဲ့သူတွေအကုန်လုံးနှောင်ရစေရမယ်မနဲ့လင်းတော့ဈေးထဲမှာဟင်းရည်အတွက်အကောင်းဆုံးတိုးသားအမဲသားနဲ့တခြားပါဝင်ပစ္စည်းတွေကိုလိုက်ဝယ်တယ်ပတ်စံက100ကျော်ပဲပါလို့ချွေတာနေရတယ်အသားဆိုင်ကအန်တီကြီးကသူ့ကိုတွေ့သွားပြီးအလုပ်ထွက်လိုက်ရတာကြားလို့တနာသွားတယ်ဒီအသားတွေအန်တီအလကားပေးမယ်နောက်မှပတ်စံချမ်းသာလာရင်အန်တီကိုဟင်းရည်တိုက်ပေါ်ကွယ်ကျေးဇူးတင်ပါတယ်အန်တီဒီကျေးဇူးကိုတစ်သက်လုံးမမေ့ပါဘူးအိမ်ရောက်တာနဲ့ချက်ချင်းပဲဟင်းရည်ဆက်ချက်တော့တယ်အဖိုးပြောခဲ့ဘူးတယ်ဟင်းရည်ကောင်းဖို့ဆိုရင်ဂျုံကိုအကြိမ်ကြိမ်နဲ့ပေးရမယ်တေချာနယ်ပြီးတော့ဟင်းရည်ကိုစေတနာအပြည့်နဲ့ချက်လိုက်တယ်ဟင်းရည်ချက်သွားတော့အနံ့ကတရက်ကွက်လုံးကိုမွေးပြန်သွားတယ်အဲ့ရကနိုးလာတဲ့ညီမလေးကိုတိုက်လိုက်တော့အရန်ကောင်းလုံးလို့ယောဂတွေတောင်ထဝက်လောက်တက်တာသွားတယ်လို့ခံစားလိုက်ရတယ်ရက်ကွက်ထဲကလူတွေကလည်းဘယ်သူချက်တဲ့ဟင်းရည်ကဒီလောက်တောင်မွေးနေရတာလဲဆိုပြီးအံ့ဩနေကြတယ်အဲ့ဒီအချိန်စားတောက်ဆိုင်ကြီးမှာတော့ပြဿနာတက်နေပြီဘစ်ဧည့်သည်ဂျိုးသူထေးကတခြားဟင်းတွေမစားဘူးဟူလာထန်ဟင်းရည်ကိုပဲစားမယ်ဆိုပြီးပြဿနာရှာနေတယ်ဆိုင်ရှင်တွေကတံမိုးကြီးကျင်းစင်းဟင်းရည်ယူလာပေးပေမဲ့တထေးကဒေါသတကြီးနဲ့ပကံကိုရိုက်ခွဲလိုက်တယ်ငါကဟူလာထန်ဟင်းရည်တောက်မယ်လို့ပြောနေတယ်လေမင်းတို့ကနားမလည်ဘူးလားဆိုင်ရှင်တွေကလည်းဟင်းရည်ချက်တဲ့ကောင်ကိုထုတ်ပစ်လိုက်ပြီးအဲ့ဒီဟင်းရည်ကအဆင့်မမီလို့ပါဆိုပြီးရှင်းပြတယ်ဘာမင်းတို့လိုလူမိုက်တွေကဒီလောက်ကောင်းတဲ့ဟင်းရည်ကိုအဆင့်မမီဘူးပြောရလားငါလာတာအဲ့ဒီဟင်းရည်ကြောင့်ကွာမနှက်ဖြန်မွန်းတဲ့မတိုင်ခင်အဲ့ဒီဟင်းရည်မရရင်ငါတို့အဖွဲ့ဝင်တွေအကုန်လုံးမပကက်တွေကိုဖြစ်ဖြစ်မယ်ကောင်လေးတို့မောင်နှမကတော့လမ်းဘေးမှာဟူလာထန်ဟင်းရည်ကိုတပွဲ3ချက်နဲ့စရောင်းနေပြီအစကတော့လမ်းဘေးဆိုင်ဆိုပြီးဘယ်သူမှမစားကြဘူးဒါပေမဲ့မျက်မှန်တဲ့လူတစ်ယောက်ကဟီနန်ဟင်းရည်ဆိုပြီးဝင်စားကြည့်ရကနေရတာကသူ့မိချက်တာနဲ့တပုံစံနဲ့ပဲဆိုပြီးငိုချလိုက်တယ်အရန်ကောင်းလုံးလို့ရုံးကလုတ်ဖို့ကိုင်ဘက်တွေအတွက်ပါနောက်ထပ်9ပွဲထပ်ဝယ်သွားတယ်ညီမလေးရေကြည်စမ်းပထမဆုံးအဖွင့်20ကျော်မြတ်သွားပြီးနောက်ဆိုရင်ပတ်စံတွေအများကြီးရှာနိုင်တော့မှာပတ်စံတွေတွက်ပြီးညီမလေးစေးဖို့အတွက်ကြိုးစားမယ်ဆိုပြီးမောင်နှမ2ယောက်ပြောနေကြတယ်ဟိုဘက်ကဦးလေးနဲ့အတော်ကတော့ကားထဲမှာပြရခတ်နေပြီဥက္ကဋ္ဌကြီးကိုဟင်းရည်မတိုက်နိုင်ရင်ဆိုင်တော့ပေးရတော့မယ်သူလမ်းဘေးမှာဈေးရောက်နေတာငါသိထားတယ်1000ပေးပြီးအဲ့ဒီတဲ့အိုးနဲ့ချက်နေကိုသွားဝယ်မယ်ဟာ1000တောင်မလိုဘူး3000ဆိုရပြီဆိုပြီးကားပေါ်ကဆင်းလာကြတယ်အရှက်မရှိတဲ့ကောင်တွေဈေးလာရောက်နေတာလားတော့ဒီမှာ3000မင်းရဲ့တဲ့အိုးစုံနဲ့ချက်နေကိုငါတို့ကိုရောင်းပြီးအခုချက်ချင်းထွက်သွားဘာကျွန်တော်တို့မိသားစုအစင်ဆက်လက်ဆင့်ကမ်းလာတဲ့ပညာ3000မပြောနဲ့3သိန်းပေးလဲမရောင်းနိုင်ဘူးခင်ဗျားတို့လိုလူရုပ်မာတွေကိုလုံးဝမရောင်းဘူးပတ်စံတွေကိုလေထဲလွှင့်ပစ်လိုက်တော့အတော်ကဒေါသထွက်ပြီးငါတို့ဆိုင်မှာအလုံးမလုံးရရင်မင်းတို့မောင်နှမငတ်တေသွားမယ်ဘလောက်ခံမလဲကြီးကြသေးတာပေါ့ဆိုပြီးထွက်သွားကြတယ်မျက်မှန်နဲ့ဝန်ထမ်းလေးကရုံရောက်တော့ယောဂကြောင့်ဘာမှမစားနိုင်ပဲအာဟာရပြတ်နေတဲ့တထေးကိုဟင်းရည်တိုက်လိုက်တယ်တထေးကတစုံတောက်ကြည့်ပြီးတာနဲ့မျက်ရည်တွေကျလာတယ်အရန်ကောင်းလုံးလို့ဘဲကဝယ်လာတာလဲမေးတော့လမ်းဘေးကဝယ်လာတာပါတယ်အဲ့ဒီဆိုင်ကိုအခုချက်ချင်းငါကိုယ်တိုင်သွားမယ်ဆိုပြီးကားတွေအစီအီနဲ့ထွက်လာကြတယ်လမ်းဘေးဆိုင်လေးမှာတော့ဟင်းရည်တွေရောင်းကောင်းနေတော့ဦးလေးနဲ့အတော်ကလူမိုက်တွေခေါ်လာပြီးပြဿနာလာရှာတယ်အားလုံးပဲဒီဆိုင်ကဟင်းရည်ကိုမတောက်ကြနဲ့ဒီထဲမှာမတန်ရှင်းတဲ့အရာတွေထည့်ထားတာငါတို့ဆိုင်ကဧည့်သည်တွေဒါစားပြီးဘိုက်တွေနာကုန်လို့အလုပ်ထုတ်လိုက်ရတာခင်ဗျားတို့ဘာလို့ဒီလောက်ရုံမာရတာလဲဆိုပြီးညီမလေးကဝင်ပြောတော့ကောင်းမစုပ်လေးပါဆက်ပိတ်ထားဒီနေ့မင်းတို့ဆိုင်ကိုအကုန်ရိုက်ခွဲပြစ်မယ်ဆိုပြီးဝင်လုံးကြပါတော့တယ်